မင်္ဂလာပါရှင်မန္တလေးမြို့တွင်ရွှေမန်းမောင်ကာယပလပြိုင်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုမန္တလေးမြို့တော်စီပင်တရားရေးကော်မတီသတင်းရုပ်သံထုတ်ပြန်ရေး MDY Press မှတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်မန္တလာသီရိမိုးလုံလီလုံအားကစားရုံတွင်ရွှေမန်းမောင်ကာယပလပြိုင်ပွဲကို2026ခုနှစ်ဇွန်လ28ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးတာဝန်ရှိသူတို့ကအခုလိုပြပြထားပါတယ်မန္တလေးတိုင်းရဲ့ကာယပလရွှေမန်းမောင်ပြိုင်ပွဲကိုလုပ်တာတော့ဘဘတို့ရဲ့ဆရာဥပသိမ်ပေါ့ရွှေမန်းမောင်ကြီးပေါ့သူကနိုင်ငံကိုစားပြုပြီးတော့အိန္ဒိယကိုသူများရဲ့ခေါင်းပေါင်းပေါင်းပြီးတော့သွားပြိုင်မှုတဲ့မောင်ရောဆူရခဲ့တယ်လေးမှလည်းဆူရခဲ့တယ်အရင်တော့ရွှေမန်းမောင်မယ်ပြိုင်ပွဲပဲခုဥစားကြတော့ model face တို့ face တို့အကုန်ပါလာတော့လူဦးတွေတိုးလာတာပေါ့လေဘဘတို့ကလည်းဒီပြိုင်ပွဲလိုအပ်ခြင်းအကြောင်းရင်းကတော့မန္တလေးတိုင်းကိုစားပြုတိုင်းပြည်အတွက်စင်ပြိုင်နိုင်တဲ့မောင်တွေမယ်တွေထွက်လာအောင်စူးစမ်းပြီးလုပ်ခဲ့တာပေါ့နိုင်ငံတကာပွဲမှာမန္တလေးတိုင်းကကုံဆောင်ဆရာဦးအောင်တိုင်ကရွှေစရိတ်ယူပေးခဲ့တာနောက်ပိုင်းတော့ဆက်မပြအောင်ဘဘတို့ကစူးစမ်းပြီးတော့ရွှေမန်းပေါင်ပြိုင်ပွဲကိုယခုထက်ထိကျင်းပပေးခဲ့တာပေါ့လေဝေတန်းတော့အရင်တော့အတန်းမရှိဘူးလွတ်တန်းပဲအခုကျတော့55 60 65 90 95အထက်အတန်းတွေပေါ့လေအမျိုးသမီးတွေကြတော့လေအရက်အနေပြင်းတယ်ပဲစင်တီမီတာတွေနဲ့ပြိုင်ခဲ့ကြတာပါဒီပွဲမှာမန္တလေးသားအနေနဲ့မန္တလေးသားဖြစ်နေဝင်ရောက်ရှင်ပြိုင်ပြီးမှယူလို့ရတဲ့ဆုဆိုတော့အရန်ကိုပျော်တယ်အရန်ကိုပီတိဖြစ်တယ်စူးစမ်းခဲ့ရတာပဲကျွန်တော်အရန်စူးစမ်းခဲ့ရတဲ့ချိန်တစ်နှစ်ကျော်လောက်တော့ယူရတယ်အကြီးတန်း open ပေါ့ 80kg အထက်ပေါ့ 80kg အထက်ဆိုတော့ကျွန်တော်ဘာမှမသတ်မှတ်ထားဘူးလေ 80kg အထက်ကျော်ပြီးဆိုလို့ရှိရင်ခွန်9နေနေခွန်1နေနေခွန်3နေနေ 80kg အထက် open တန်းဖြစ်သွားတာပေါ့ဆရာသမားတွေကတော့အများကြီးပဲသင်စရာတွေမြင်စရာတွေကြားစရာတွေပေါ့နော်ဒီနှစ်မှာရွှေမန်းမောင်ထူးထူးခြားခြားနဲ့ဖြစ်မြောက်အောင်စီစဉ်တဲ့အတွက်ကြောင့်ဒီလိုဆုကြီးကိုအခြားနှစ်နဲ့မတူဘဲနဲ့ကျွန်တော်ကပိုင်ဆိုင်ရတာဆိုတော့ဆရာတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ဒီကနေမှတဆင့်တိုင်းပြည်နယ်ပွဲကြီးပေါ့အဲ့ပွဲကြီးမှာထပ်ပြီးတော့လေ့ကျင့်ရမယ်စူးစမ်းရမယ်အဲ့ဒီမှာတဆင့်ပေါ့ကျွန်တော်တို့နိုင်ငံကိုစားပြုအနေနဲ့ထပ်ပြီးတော့စူးစမ်းယူရမှာပေါ့အရင်ကျေးဇူးတင်တယ်ဒီပွဲကြီးဟာတကယ်အခြားနှစ်တွေနဲ့မတူပဲတကယ်ကိုတမျိုးထူးခြားပြီးတကယ်ကိုကြီးကြီးမားမားကြီးလုပ်တဲ့ပွဲကြီးဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စကားထက်ပြောရမယ့်စကားရှိတော့ကျွန်တော်ပြောချင်တာဒီထဲမှာတော့ပီတိဖြစ်တယ်ဆရာတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီပွဲစီစဉ်တဲ့ဆရာတွေရောဆရာမတွေရောပေါ့အကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဆိုပါခန်းနာတွင်ဝိတ်တန်းအနေနဲ့ကီလို20 40 60 65 80အထက်ကာယပလမောင်မယ်80ကျော်ပါဝင်ရှင်ပြိုင်ခဲ့ကြပြီးတာဝန်ရှိသူများမှရွှေမန်းမောင်တကွန်ဆိုင်စုပထမစုဒုတိယစုတတိယစုနဲ့အခြားစုများကိုအသီးသီးပေးရချီးမြှင့်ခဲ့ကြောင်းသိရပါတယ်ရှင်